အားလုံးပဲမင်္ဂလာပါဒီတစ်ခါတင်ဆက်ပေးချင်တဲ့တင်ကတော့စစ်ကောင်စီကိုအဆုံးထိတော်လှန်ပြီးတော့ပြည်သူတွေအနေနဲ့တွေးမကွဲပဲနဲ့တနိုင်ငံလုံးစုစုစီစီနဲ့စီးလုံးပြီးတော့တော်လှန်ကြဖို့အတွက်ရခိုင်မာလီကနေပြီးတော့ပြည်သူတရက်လုံးကိုတီးပေးလာတဲ့ message ကားလေးကိုအားလုံးသိရှိစေတဲ့ဖော်ပြပေးလိုက်ပါတယ်စစ်ကောင်စီကပြည်သူတွေကိုအကြောင်းတရားရဲ့ပုံဝင်ပြီးတော့စစ်ဝဲကွာလို့ရစစ်ဝဲမကွဲပဲနဲ့ဒီစစ်တပ်ကိုပြန်ပြီးတော့တော်လှန်ကြပါဆိုပြီးတော့ရခိုင်မာလီကဖိုင်ပြောရလဲဆိုတော့နောက်မှဆက်လက်ပြီးရှင်းကြပါစို့နော်ဗီဒီယိုလေးတော့အနောက်ဖော်ပြပေးထားပါတယ်ဒီကနေ့စစ်ကောင်စီကမြန်မာနိုင်ငံလုံးအပါအဝင်မကွေးတိုင်းဒေသကြီးကစရခိုင်ပြည်အဆုံးပေါ့နော်ဒီလေကြောင်းကနေပြီးမှရုရှားနဲ့တရုတ်အားကိုးတွေနဲ့အကူအညီတွေနဲ့ဂျက်လီရန်တွေနဲ့တိုက်ခတ်ပြီးမှဒီမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုလူမျိုးတုံးတပ်ဖြတ်နေတဲ့အညို့အတေးကြီးစွာနဲ့ရဲရဲဆက်ဆက်ဒီဆူဆူရန်နဲ့တပ်ဖြတ်နေတာကိုတွေ့ရတယ်ဘလောက်ထိဆက်ဆုပ်ပြီးမှယွန်းရှာစရာကောင်းလဲဆိုလို့ရှိရင်ပြပစစ်တစ်ခုလိုပါပဲဟိုပြပနိုင်ငံမသိတယ်ဟုတ်လားစစ်ဖြစ်လို့ရှိရင်လေတနိုင်ငံနဲ့တနိုင်ငံကိုဘုံတွေပတ်ကျဲတာတို့လူမျိုးတုံးတပ်ဖြတ်တာတွေရဲရဲဆက်ဆက်လုပ်တာတွေအခုလည်းအဲ့လိုပါပဲရှင်ဟိုကိုတို့ပြည်တွင်းထဲမှာမိကိုနေထိုင်နေတဲ့ဒီတိုင်းရင်းသားလူမျိုးတွေအပေါ်မှာဘုံကျဲပြီးမှဒီရဲရဲဆက်ဆက်တပ်ဖြတ်နေတာတွေဟာလေအရန်ကိုဆိုးွားတဲ့အနေအထားရှိတယ်ရှင်ညီမအနေနဲ့လည်းဒီလိုမျိုးတွေပြည်သူလူထုတွေကိုတပ်ဖြတ်နေစရာမလိုဘူးလို့ညီမအနေနဲ့လည်းထင်တယ်ဘယ်လောက်ထိဆိုးလဲဆိုလို့ရှိရင်ခုပဲကြည့်ကြည့်လေဒီစကားစားကိုမကြိုက်လို့တော်လှန်နေတဲ့တော်လှန်ရေးကာလမှာဆိုလို့ရှိရင်တနိုင်ငံလုံးကိုဘုံပတ်ကျဲတဲ့အထက်ကမှညီမတို့ရခိုင်ပြည်သူလူထုတွေဟာဆိုလို့ရှိရင်အလူကလေးကိုခံစားနေကြရရှာတယ်ဘယ်လောက်ထိဆိုးလဲဆိုလို့ရှိရင်ဆေးရုံတွေတာတနိကအဆောက်အုံနေတဲ့ဒီအနာဂတ်ကျေပွင့်လေးတွေလူမမယ်ကလေးလေးတွေကြောင်းနေတဲ့ဒီစာတင်ကျောင်းတွေကိုအဓိကပြစ်မှတ်ထားပြီးမှဘုံကျဲပြီးမှတပ်ဖြတ်နေတဲ့အထီကိုသူတို့တွေကလှုပ်ဆောင်နေတဲ့သူတို့တွေဒီလိုလှုပ်ဆောင်နေတယ်ဒီလိုတွေအလူအလိမ့်ခံရအောင်လုပ်နေတယ်ဆိုတာဟာလေဘာတွေဖြစ်စေရှင်လဲဆိုတော့ဒီကျမတို့ရခိုင်ပြည်သူလူထုတွေကိုဟိုဘယ်လိုဖြစ်စေရှင်လဲဆိုတော့အကြောက်တရားလွှမ်းမိုးစေရှင်တယ်ဟိုအကြောက်တရားတွေလွှမ်းမိုးအောင်လို့လေလူမျိုးတုံးတပ်ဖြတ်ပြနေတာတွေဖြစ်တယ်ရဲရဲဆက်ဆက်နဲ့မညာမတာတွေရဲဆက်တပ်ဖြတ်ပြနေတာဟာသူတို့ကိုအကြောက်တရားတွေလွှမ်းမိုးပြီးမှသွေးဝဲနေကွဲသွားအောင်ဒီလိုပုံစံတွေနဲ့တပ်ဖြတ်ပြနေတာဖြစ်တယ်လို့ညီမအနေနဲ့ကတော့ထင်တယ်အဲ့ဒီတော့သူတို့တွေကဒီလိုမျိုးလုံးပြလိုက်တာအပေါ်မှာမူတည်ပြီးတော့ညီမအနေနဲ့ဘာလို့ခု message page လဲဆိုလို့ရှိရင်တော့အခုလိုလူငယ်တွေအနေနဲ့ဒီစစ်ကောင်စီကတပ်ဖြတ်လာတာဟာအခုကတည်းကမဟုတ်ဘူးမြန်မာနိုင်ငံတော့အတိုင်းအတာတွေနဲ့တိုင်းရင်းသားလူမျိုးညီကိုမောင်နှမတွေအပေါ်မှာအများသူတို့တပ်ဖြတ်လာပြီးဖြစ်တဲ့အဲကြောင့်မလို့အခုလိုလောက်ရက်တွေအပေါ်မှာလည်းစိတ်ဓာတ်တွေကြားပြီးမှသွေးဝင်ခွဲပြီးမှနောက်မဆုတ်စေရှင်ဘူးသူတို့ရိုက်သွင်းလိုက်တဲ့အကြောက်တရားတွေကိုမလွှမ်းမိုးစေရှင်ဘူးကိုတို့တွေဘယ်လိုမျိုးဖြစ်စေရှင်လဲဆိုလို့ရှိရင်အတက်နိုင်ဆုံးစီယုံရမယ်အတက်နိုင်ဆုံးဒီထက်ပိုပြီးမှလှုပ်ဆောင်စေရှင်နဲ့အတက်နိုင်ဆုံးလည်းဒီထက်ပိုပြီးမှတော်လှန်စေရှင်နဲ့ဘာကြောင့်လဲဆိုလို့ရှိရင်လူမျိုးတို့တိုက်ဖြတ်နေတဲ့စကားစားကိုကျမတို့ကအားမပေးပါဘူးလူငယ်တွေအနေနဲ့ဆန္ဒတွေကိုပြင်းပြစေရှင်နဲ့ message တစ်ခုကိုပေးရှင်နဲ့ကျမကလည်းကျမတို့ရခိုင်ပြည်သူလူထုတွေနဲ့အတူတူဘလောက်ပဲဘုံကျဲတပ်ဖြတ်ပြီးမှအကြောက်တရားတွေလွှမ်းမိုးအောင်ဘလောက်ပဲလှုပ်ဆောင်နေပါစေကျမအနေနဲ့ကတော့နောက်ဆုတ်သွားမှလည်းမဟုတ်ဘူးလို့အကြောက်တရားလွှမ်းမိုးသွားမှလည်းမဟုတ်ပါဘူးရှင်ခေဆက်ဆက်ကလေးကတပ်ဖြတ်လာတာဟာဒီကနေ့ဒီအချိန်ထိဖြစ်တာမို့လို့ဒီစစ်ကောင်စီကဘလောက်ပဲတပ်ဖြတ်နေပါစေဘလောက်ပဲအကြောက်တရားရိုက်သွင်းနေပါစေညီမတို့အနေနဲ့ကတော့ဒီအားနည်းချက်ကိုနာကြည့်ချက်တစ်ခွက်တတ်မှတ်ပြီးမှခုတုံးလုပ်ပြီးမှဒီချက်ပို့ပြီးမှပဲတွန်းလှန်သွားမယ်ဒီချက်ပို့ပြီးမှပဲတိုက်ထုတ်သွားမယ်ဆိုတဲ့အကြောင်းပြည်သူလူထုတယောက်စီကထွက်တဲ့စကားတန်ကိုတော့ချားစီရှင်လို့ message အနေနဲ့စောင့်ပါပေးလိုက်တာဖြစ်တယ်ရှင်ကျေးဇူးပါဆိုရင်ဒီရခိုင်ကောင်မလေးပြောရတဲ့ဗီဒီယိုကိုပြည်သူအားလုံးနဲ့သိရှိပြီးတော့ထင်ပါတယ်စစ်ကောင်စီကဒီတိုင်းသားတွေအကုန်လုံးကိုအခုမှမဟုတ်ဘူးเนาะခစ်ဆက်ဆက်ဒီလိုရှုံးမှခဲ့တာအကြောင်းတရားတွေတွင်းခဲ့တာပြုခဲ့ခဲ့တယ်ဆိုတာကိုဟိုပြည်သူတွေလည်းအခုချိန်မှာတော့တိုင်းသားတွေအပြင်ပမာသူမျိုးသားတွေလည်းသိရှိဖြစ်မှာလို့ထင်ပါတယ်ဒါကြောင့်မို့စစ်ကောင်စီကိုစိတ်ဝမ်းမကွဲဘဲနဲ့အားလုံးသူစုစည်းတဲ့ပေါင်းစည်းပြီးတော့ဆက်လက်ပြီးတောင်းဝင်ကြပါဆိုပြီးတော့ပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲဒီကိုချရပါတယ်အပိကြရဲ့ဗီဒီယိုအားလုံးလည်း subscribe လုပ်တော့မမေ့ကြနဲ့เนาะနောက်ပိုင်းဒီမှာလည်းဒီတက်ကောင်းတဲ့ဗီဒီယိုတွေတက်ဆက်ပြီးတော့ဖြစ်တဲ့အတွက်စောင့်ကြည့်ကြပါလို့ပြောကြရင်းနဲ့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ရှိပါတယ်